တိတော့ upgrade တိတော့ရှိလာတဲ့ AI feature အသစ်လေး version 45.4.0 ဆိုတဲ့ version တွေနဲ့ထွက်လာပါတယ်။အဲ့ဒီ upgrade ကဘာတွေဖြစ်မလဲဆိုရင်ကိုယ့်ရဲ့အကောင့်မှာ create UI AI set ဆိုတဲ့ AI စနစ်တစ်ခုလေးပါလာပါတယ်ခင်ဗျ။တချို့ကောက်တွေတော့ပါမှာပါတော့မသိသေးပါဘူးကျွန်တော်ကောက်လေးမှာတော့ဒီလိုမျိုး AI စနစ်တစ်ခုလေး upgrade မြင်လာပါတယ်ခင်ဗျ။အဲ့ဒီ AI စနစ်ရဲ့အသက်ချက်ကကျွန်တော်တို့ AI content တွေဖန်တီးတဲ့အခါမှာ ChatGPT Gemini တို့လို AI မျိုးတွေမှာ AI video တွေဖန်တီးဖို့အတွက်ပုံတွေထောက်ရတာမျိုးတွေလုပ်ရပါတယ်။တချို့ကတော့ကိုယ့်ရဲ့ video တွေကိုယ့်ရဲ့ဓာတ်ပုံတွေကိုရေးသေးကောင်းမှုဖို့အတွက် website ထဲဝင်ပြီးတော့ dialogue လုပ်တာမျိုးတွေရှိပါတယ်။ Okay ဆိုတော့ကကျွန်တော်တို့ ChatGPT Gemini တို့လို AI မျိုးတွေမှာသုံးမယ် TikTok ရဲ့ AI feature စနစ်အသစ်လေးမှာပဲဓာတ်ပုံတွေရောဗီဒီယိုရောတစ်ခါတည်းဖန်တီးလို့ရမှာပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်ကတော့ဒီ AI စနစ်လေး upgrade မြင်လာတာကိုပို့ပြီးတော့ကြိုက်ပါတယ်ပို့ပြီးတော့နှစ်သက်ပါတယ်အဲကြောင့်လဲဆိုတော့ကျွန်တော်တို့ AI content တွေဖန်တီးတဲ့အခါမှာ free သုံးလို့ရမယ့် website တွေကိုအချိန်ကုန်ခံပြီးတော့ရှားနေကြမလို့တော့ဖြစ်တဲ့အတွက် TikTok ထဲမှာပဲဓာတ်ပုံတွေရောဗီဒီယိုတွေရောတစ်ခါတည်းဖန်တီးလို့ရမှာပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်ကတော့ဒီ AI စနစ်လေး upgrade မြင်လာတာကိုပို့ပြီးတော့ကြိုက်ပါတယ်ခင်ဗျာအဲ့ဆိုတော့ဒီလိုမျိုး AI စနစ်လေး upgrade မြင်လာတာကိုဘယ်လိုမျိုးနှစ်သက်ကြလဲဆိုတာကို comment လေးထဲမှာဆွေးနွေးခဲ့လို့ရပါတယ်အကောက်တိုင်းလိုတော့ဒီလိုမျိုး AI စနစ်လေးကမပါသေးပါဘူးခင်ဗျာတချို့ကောက်တွေမှာတော့ဒီလိုမျိုး AI စနစ်လေး upgrade မြင်လာတာကိုတွေ့ရပါတယ်ကိုယ့်ရဲ့အကောက်မှာဒီလိုမျိုး AI စနစ်လေးမပါသေးဘူးဆိုရင် TikTok ကို upgrade ပေးလိုက်ပါခင်ဗျာ Okay ဗီဒီယိုလေးကတော့ဒီလောက်ပါပဲကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာ